ဒီဇလန်လေးကဖလော်ရီဒါပြည်နယ်ရဲ့တိတ်ဆိတ်တဲ့မြို့လေးတစ်မြို့မှာစတာပေါ့ Rob ဆိုတဲ့ကောင်လေးဟာသူ့အဖေနဲ့အတူဟိုတယ်တေးသေးလေးတစ်ခုမှာနေတယ်တမနက်တော့ Rob နိုးလာပြီးကြောင်းသွားဖို့ပြင်ဆင်တာပေါ့ကြောင်းကစောင့်နေတော့သူနေတဲ့ဟိုတယ်နာတောအုပ်ထဲကိုခဏလမ်းလျှောက်ဖို့စိတ်ကူးမိတယ်အဲ့ဒီနေရာကအရန်တိတ်ဆိတ်ပြီးအေးချမ်းနေတာ Rob ကတစ်ပင်ကြီးတွေကြားထဲဖြည်းဖြည်းချင်းလမ်းလျှောက်သွားတယ်တော်တဲ့လမ်းလျှောက်နေရင် Rob ကသူ့ဘဝရဲ့အရန်ကိုနာကျင်စရာကောင်းမဲ့အချိန်တစ်ခုကိုရုတ်တရက်သတိရသွားတယ်လွန်ခဲ့တဲ့လအနည်းငယ်ကသူ့အမေဆုံးပါသွားတယ်လေသူအမေရဲ့ဇာပနာအခမ်းအနားမှာရက်နေတော့ကဘလက်တောင်အထီးကျန်းပြီးဝမ်းနဲ့မော်ကောင်းခဲ့လဲဆိုတာသူမှတ်မိနေတယ်အခုထိလေအဲ့ဒီအမှတ်တရကသူ့ကိုတော်တော်လေးနာကျင်စေတော့ပဲဒါပေမဲ့ Rob ကနောက်ကျောင်းပြန်မလဲပဲတောထဲကိုပဲဆက်ပြီးတိတ်တိတ်ဆိတ်ဆိတ်လမ်းလျှောက်သွားတယ်တောထဲမှာရှောက်သွားရင်းနဲ့သူတခုခုထူးဆန်းတာကိုရုတ်တရက်သတိထားမိတယ်တစ်ပင်တွေရဲ့အလဲမှာလုံးဝကိုစွန့်ပစ်ထားပုံရတဲ့ဟောင်းနှွဲနေတဲ့တစ်သားအိမ်လေးတစ်လုံးရှိနေတယ်အဲ့ဒီမှာဘယ်သူမှမနေတာကြာလာပြီပေါ့အဲ့ဒါဘာလဲဆိုတာကိုဆက်စုချင်းတာနဲ့ Rob ကတစ်သားအိမ်လေးနားကိုဖြည်းဖြည်းချင်းရှောက်သွားတယ်ဒါပေမဲ့သူအိမ်သားရောက်ချင်းလန့်ပြီးတောင့်ခဲသွားတယ်တစ်သားအိမ်ရဲ့အပြင်ဘက်မှာတန်လောင်ဝင်ထည့်ထားတဲ့ကြားကြီးတစ်ကောင်ရှိနေတာလေအဲ့ဒီတူရစ်ဆန်ကြီးကတန်မာပြီးထွားချိုင်းပေမဲ့တစ်ဖက်မှာလည်းပိတ်မိပြီးကူညီမဲ့သူမရှိတဲ့ပုံစံမျိုးထင်နေတယ်ခဏလောက်တော့ Rob နဲ့ကြားကြီးကတယောက်ကိုတယောက်စိုက်ကြည့်နေကြတယ်ကြားကြီးကသူ့ကိုတတိထားမိသွားပြီးလို့ခံစားရတယ်ကြောက်စိတ်ဝင်လာနဲ့ Rob ကဖြည်းဖြည်းချင်းနောက်ဆုတ်လိုက်တယ်သူ့နှလုံးခုန်တန်တွေကအယမ်းမြန်လာပြီးချက်ချင်းပဲအဲ့ဒီနေရာကနေထွဲသွားတာပိုကောင်းမယ်လို့ဆုံးဖြတ်လိုက်တယ်ခဏလေးတော့မဆိုင်မတွေ့ပဲသူနောက်ကျောင်းပြန်လှည့်ပြီးဟိုတယ်စီကိုအမြန်ဆုံးပြေးသွားခဲ့တယ်